ဖခင်ဖြစ်သူဟာလေတစည်းရှာဖို့လူမီးလူငယ်တယောက်ကိုအကူအညီတောင်းခဲ့ပါတယ်။သူကစစ်ဆေးကြည့်ဖို့လေပေါ်ကထိန်းချုပ်ခန်းတဲ့အဝင်မှာပဲခါဘိုကတကားကိုအပြင်ကနေချက်ချင်းတော့ခတ်ပစ်လိုက်ပါတယ်ပြီးတော့အဲ့ဒီလေကိုပင်လယ်နှစ်ပိုင်းထဲအထိဆွဲခေါ်သွားပါတော့တယ်။မောင်ရီပြိုးစားပြူလာတဲ့အချိန်မှာခါဘိုကလေချင်းကပ်ဖို့အချက်ပြလိုက်တယ်လေချင်းကပ်မိတာနဲ့ခါဘိုဟာငါးဖမ်းလန်တန်ကိုဆွဲလေပေါ်ခုန်တက်ပြီးလေဝမ်းကိုအပေါက်တွေဖြစ်အောင်အဆက်မပြတ်ထိုးဖောက်ပါတော့တယ်။ခါဘိုကသူ့ကိုအသေးတက်ဖို့စူးစမ်းနေတာမှန်းသိသွားတဲ့ဖခင်ဖြစ်သူဟာတကားကိုအသေးအတန်ရိုက်ဖွင့်ပေမဲ့အပြင်ကတော့ခတ်ထားတာကြောင့်မပွင့်ခဲ့ပါဘူး။တကားမှာပါတဲ့မန်ချက်ကိုရိုက်ခွဲဖို့စူးစမ်းပြန်တော့လေအဲ့ဒီမန်ကတကားထက်တောင်ပိုပြီးခိုင်ခန့်နေပြန်တယ်လေဝမ်းပေါက်သွားတာနဲ့ပင်လယ်ရေတွေဟာလေရဲကိုဝုန်းကနေတိုးဝင်လာပါပြီ။သူဟာအခန်းထဲမှာပိတ်မိနေရင်လေနဲ့အတူပင်လယ်အောက်ထဲကိုတဖြည်းဖြည်းမြုပ်ဆင်းသွားပါတော့တယ်။ပင်လယ်ပြင်ကြီးပြန်လည်ငြိမ်သက်သွားတာကိုမြင်တော့မှခါဘိုကဘာမှမဖြစ်တယ်လို့လေမောင်းထိုးအသွားခဲ့ပါတယ်။ဒါပေမဲ့ခါဘိုလုံးဝတွေးမထားမိတာကတော့အဲ့ဒီလူဟာအခန်းထဲမှာကြံနေတဲ့လေနှဲငယ်ကိုတုံးပြီးအသက်ရှူရင်းအင်ဂျင်ကဂီယာလက်တံကိုဖြုတ်ယူကမန်တကားကိုအစွမ်းကုန်ရိုက်ခွဲပြီးရေအောက်ကနေလွတ်မြောက်လာခဲ့တာပါပဲမကြခင်မှာပဲကန်ကောင်းထောက်မစွာနဲ့ဖြတ်သွားတဲ့ခီးသွားလေတစ်စီးကသူ့ကိုကယ်တင်လိုက်ပါတယ်ကမ်းခြေရောက်တာနဲ့သူဟာရဲစခန်းကိုသွားပြီးအကြောင်းစုံတိုင်တန်းပါတော့တယ်ပြဿနာကသူတို့ရှိနေတဲ့ကာရစ်ဘီယံပင်လယ်ပြင်မှာကျွန်းပေါင်းထောင်နဲ့ချီရှိနေတာပါတိကျတဲ့ဒီနေရာမှာပါပဲရဲတွေလည်းဘယ်ကစားရှာရမှန်းမသိဖြစ်နေကြတယ်ပိုဆိုးတာကရဲရရှိကြီးကဒီလူဟာအာမခံကြေးလိုချင်လို့သူ့မိသားစုကိုတက်လိုက်တာဖြစ်ပြီးခါဘိုဆိုတာကလောက်ကျန်ဖန်တီးထားတဲ့ဇလန်းလို့တန်တရားဝင်နေတာပါပဲရဲတွေကိုအားကိုးလို့မရတော့တာကိုတိလိုက်ရတဲ့ဖခင်ဖြစ်သူဟာဟိုတယ်ကိုပြန်ပြီးကျွန်းမြေကုန်တွေကိုထုတ်ယူလိုက်ပါတယ်ဒါပေမဲ့ကျွန်းတွေကအရမ်းများလုံးတော့ဘယ်ကစားရမလဲဝေခွဲမရဖြစ်နေတော့မှအကြံတစ်ခုရလာပါတယ်ခါဘိုဟာငါးဖမ်းသမားတစ်ယောက်ဖြစ်တာကြောင့်သူဖမ်းမိရဲ့ငါးတွေကိုဒီဒေသကဈေးတွေမှာပဲပြန်ရောက်မှာအသေးချပါပဲသူဟာဒီသဲလုံစကိုရဲရရှိစီသွားပြောပေမဲ့အမေရိကန်တန်ယုံကပို့လိုက်တဲ့ဒုတိယအရာရှိကတော့စုံစမ်းစစ်ဆေးရေးမှာလာမရှုပ်ပါနဲ့အခန်းထဲမှာပဲငြိမ်ငြိမ်စောင့်နေပါလို့တားဆီးပိတ်ပင်လိုက်ပါတော့လေ